ငါပစ္စည်းလို့ပြောထားတဲ့ပစ္စည်းတွေရဲ့အရင်မှာအဲ့ဒီငါပစ္စည်းဆိုတဲ့လူကအရင်ပျောက်သွားတာနော်ဟင်တခါကြီးဒီမိုင်းများစဉ်းစားနော်ဝတ်ထားတဲ့လက်ကောက်လေးတွေဆွဲထားတဲ့ဆွဲကြိုးလေးတွေအဲ့ဒါနဲ့ကိုယ်နဲ့ဘယ်ဟာအရင်ပြတ်မထင်လဲဘယ်ဟာအရင်ပြတ်မှာတော့ကိုကအရင်ပြတ်မှာနော်ပိုင်ရှင်ဆိုတဲ့လူကအရင်သွားရမှာနော်ဟုတ်လားအထူးသဖြင့်မြေကြီးတွေကိုငါမြေကြီးလို့ပြောတဲ့ကိစ္စကပိုးတောင်းရေစရာကောင်းတယ်လို့ထင်တယ်ဒါဦးဇင်းကတော့တခါလေးကြင်ကြံမှန်မှန်စဉ်းစားကြည့်တယ်လူတွေကမြေကြီးကိုငါမြေကြီးလို့ပြောတာနဲ့ဆိုင်မြေကြီးတွေကလူတွေကိုငါလူလို့ပြောတာမှတုံးမယ်လို့ဟုတ်တယ်မဟုတ်လားဆိုမြေကြီးနဲ့လူနဲ့ဘယ်သူကရင်ပျောက်သွားတာဩစရာကြီးပဲနော်ဒါအောင်မဲ့ငါမြေလို့လောက်ကြတာနော်စဉ်းစားရမကောင်းဘူးလားလွန်ခဲ့တဲ့9လလောက်ကဦးဇင်းမှာအတွေးလေးတစ်ခုတွေးမိတယ်နော်ဦးဇင်းကစကိုင်းမှာလည်းကြောင်းတစ်ကြောင်းရှိတယ်ရန်ကုန်လှဲကူးမှာလည်းကြောင်းတစ်ကြောင်းရှိတယ်ကိုကြောင်းဆောက်ထားတဲ့မြေကြီးကိုလည်းပုထုဇဉ်တဘာဝကိုမြေကြီးလို့ထင်တာပါနော်ဒါစဉ်းစားကြည့်တာတရားမတို့လည်းအိမ်ရောက်တော့စဉ်းစားကြည့်ပေါ့ကိုအိမ်ဆောက်ပြီးတော့နေတဲ့မြေကြီးကိုမြေကြီးရမ်းဆွဲရနော်အထီတောင်မခံနိုင်ဘူးနော်အင်းဒီနာချင်းအရန်ဖြစ်ရတာမရှိဘူးလားဒီမြေကြီးနဲ့ပတ်သက်ပြီးတော့နော်ဈေးတက်ရင်ရောင်းဖို့ဆိုတော့ဝယ်ထားတဲ့မြေကြီးလည်းငါမြေကြီးလို့မထင်ဘူးလားထင်တယ်နော်အဲ့တော့အိမ်ရောက်လို့ရှင်တွေးကြည့်ဦးချင်းခုပြောတာလေချို့လည်းတွေးဘူးကောင်းတွေးဘူးပါလိမ့်မယ်ဦးချင်းတွေးဘူးတာတော့မကြသေးဘူးအခုငါမြေကြီးလို့လှုပ်ထားတဲ့ဒီမြေကြီးကိုငါအရင်ငါမြေကြီးလို့လှုပ်ခဲ့တဲ့လူတွေဘယ်နှယောက်လောက်များရှိမလဲလို့အဲ့ဒီအချက်ကိုစဉ်းစားသိချင်တာတွေးဘူးလားဒကမာကြီးတွေမတွေးဘူးသိရင်အခုလောလောဆယ်တွေးကြည့်လိုက်ကို့အရင်ဒီမြေကြီးကိုငါမြေကြီးလို့လှုပ်ခဲ့တဲ့လူတွေဘယ်လောက်ရှိမလဲဘယ်ရှိတွေးနိုင်မလို့အသင်ချီနန္ဒနော်ဒီကဘာဖျားလေးစုတောင်ပွင့်ပြီးသွားတယ်ဟုတ်လားကို့အရင်ငါမြေကြီးလို့လှုပ်ခဲ့တဲ့ပိုင်ရှင်ဟောင်းတွေအများကြီးပဲကိုကအခုမှသာငါမြေကြီးလို့လှုပ်နေတာဟုတ်တယ်မဟုတ်လားဆက်ပြီးတော့စဉ်းစားပါဦးအခုငါမြေကြီးလို့လှုပ်နေတဲ့နေရာကိုနောက်ထပ်ငါမရှိတော့တဲ့နောက်မှာငါမြေကြီးလို့ဆက်လက်လှုပ်ကြမယ်ပိုင်ရှင်အစ်စ်တွေဘယ်နှယောက်လောက်များရှိလာမှာတော့နော်ဘယ်နှယောက်လောက်ရှိမှာတော့ဘယ်ရှိတွက်နိုင်မလို့ဒီကဘာတော်တော်နဲ့မပြတ်သေးဘူးနော်အရိမတိယမြတ်စွာဘုရားပွင့်အောင်ပါဟုတ်လားစဉ်းစားမြေကြီးနဲ့ပြောလို့ရမ်းကောင်းတယ်ကျန်တဲ့ဥစ္စာပစ္စည်းတွေလည်းစဉ်းစားလေငါဥစ္စာလို့လှုပ်ခဲ့တာဒီဥစ္စာရဲ့ပုံမှာဘယ်နှယောက်ရှိပြီတော့တချို့ဆိုရင်ဘိုးဘွားအစဉ်ဆက်ပိုင်လာတာတွေရှိရနော်ဘယ်လက်ထက်ကစပိုင်ကြမှမသိဘူးဟုတ်လားဘယ်သူဟာမှလည်းမသိဘူးပိုင်ရှင်တွေမျိုးပြောင်းနေရောနော်ဆက်ပြီးတော့ဘယ်နှယောက်ဆက်ပြီးတော့ပိုင်ညာအောင်မလဲစဉ်းစားအောင်နော်ပြောရရင်ကိုကပါလဲကိုကအခိုက်အတန့်ပဲဟုတ်တယ်မဟုတ်လားအခိုက်အတန့်ပဲနော်ဒါပေမဲ့ဘယ်လိုထင်တော့အခိုင်မာလို့ထင်တယ်ဟုတ်လားအဲ့တော့ဒကာဓမ္မတို့ဦးဇင်းပြောချင်တဲ့ရည်ရွယ်ချက်ကမများဘူးတခုလေဘဝမှာတကယ်ပိုင်ဆိုင်မှုအစ်စ်ဟာဘာလဲလို့မင်းကုသိုလ်ကောင်းမှုပဲရှိတယ်ဒါကိုပြောချင်တာသူကတော့ထာဝရပိုင်ဆိုင်မှုပဲဘယ်တော့မှပျောက်ပြဲသွားတယ်လို့လည်းမရှိဘူးကိုယ်နဲ့ခွဲခွာသွားတယ်လို့လည်းမရှိဘူးကိုယ်မှဖြစ်တဲ့အည်အသွေးပဲတကယ်တမ်းကကုသိုလ်ဆိုတာပြင်ဘက်ကရှိနေတာလေသူရှိနေတာပဲလေပြောရရင်ကိုယ်မှဖြစ်နေတဲ့ဟာမှကိုယ်တည်းကိုယ်ဟာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်မကောင်းရင်လည်းကိုယ်ပဲကောင်းရင်လည်းကိုယ်ပဲဒါပေမဲ့ပိုင်ဆိုင်မှုဟာဒီမှာဖြစ်နေတာနဲ့ဘာမှမဆိုင်ဘူးเนาะအရေးပါတာချင်းဆိုင်မလားမဆိုင်ဘူးเนาะသူပိုင်တာကိုပိုင်တယ်လို့ပဲထင်ုံပဲထင်နေတာဒီမှာတကယ်တမ်းဖြစ်သွားတဲ့အရာကသာလဲကိုယ့်အတွက်အလွန်အရေးမပါဘူးလားမကောင်းတာဖြစ်ရင်လည်းအရေးပါတယ်เนาะကောင်းတာဖြစ်ရင်လည်းအရေးမပါဘူးလားပါတယ်ဒါကြောင့်ဘာတွေရှိသလဲဆိုတာတဲ့ငါဘာတွေဖြစ်နေသလဲဆိုတာကပို့ပြီးတော့အရေးကြီးတယ်တကယ်တမ်းကဟုတ်တယ်မဟုတ်လားဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်အောင်တို့မြတ်စွာဘုရားကတခိုးတွေကကိုမသိအောင်ယူသွားလို့မရတဲ့အရာဘာလဲဆိုတဲ့မိကုံးကိုထိထိမိမိပြောပြတာနော်ကောင်းမြတ်မှုကလွဲလို့ဘယ်ရာမှကိုယ်ပိုင်ဥစ္စာပစ္စည်းမဟုတ်အဲ့ဒါကတော့ဘယ်သူမှယူလို့မရဘူးနော်ဒါကိုပြောချင်တာဟုတ်လားဒါကြောင့်ဦးဇင်းတို့မိကုံးကြီး၄ချက်ရဲ့အဖြစ်ပြောချင်တာလေးတွေလည်းစုံသွားပြီလို့ဦးဇင်းထင်ပါတယ်နော်ပြောတဲ့အချိန်လည်းတော်တော်လေးများသွားပြီဟုတ်လားဒါကြောင့်ဦးဇင်းတို့ဒီကနေ့ညပြောခဲ့တဲ့အကြောင်းအရာတွေအကုန်လုံးနှစ်ချုပ်လိုက်လို့ရှိရင်သူတော်ကောင်းတရားကြီး၄မျိုးရဲ့အကြောင်းကိုမှတ်သားခဲ့ကြရတယ်လို့ဆိုနိုင်တယ်အများကြီးနားထောင်ခဲ့တဲ့စကားလုံးတွေကိုအနှစ်ချုပ်ပြီးတော့မှတ်တတ်ဖို့လည်းလိုမယ်နော်သူတော်ကောင်းတရားကြီးဘယ်နှမျိုး၄မျိုးသီလရဲ့တတ္တာရဲ့ပညာရဲ့ပုံညရဲ့ဟုတ်တယ်မဟုတ်လားအဲ့ဒီသူတော်ကောင်းတရားကြီး၄မျိုးကိုသူ့ရှုတော်နဲ့သူအသီးသီးဂုံတွေကိုပါတွဲပြီးတော့ကျွတ်တို့နားလည်ဖို့လိုတယ်ပေါ့နော်ဆိုကြပါစို့သီလဆိုရင်ဒီဒေသနာရတော့ဂုံကြည်သူများစွာရှိတဲ့နက်ကဒီဒေသနာရသီလရဲ့ဂုံကိုကျွတ်တို့ဘယ်လိုနားလည်မလဲအိုသည့်တိုင်အောင်ကောင်းသွားစေမယ့်အရာအဲ့ဒါသီလရဲ့ဂုံပဲတကယ်စစ်မှန်တဲ့ဂုံနော်တရားတရားရဲ့ဂုံကိုဒီဒေသနာရဦးဇင်းတို့ဘယ်လိုသိမလဲစိတ်ထဲမှာအမြဲတမ်းရှိနေတဲ့အရာကောင်းလွန်းလို့မပြောက်စေတဲ့အရာနော်ပညာရဲ့ဂုံကိုဒီဒေသနာရဦးဇင်းတို့ဘယ်လိုသိမလို့လူလောကကြီးမှာတန်ဖိုးကြီးမားသောယရဏ
သူ့ဂုဏ်နဲ့သူရှိရနော်ပုံညာဆိုတဲ့ကောင်းမှုရဲ့ဂုဏ်ကိုကျတော့ကျွတ်တော့ဘလို့နားလဲမတော့ဘယ်သူမှယူသွားလို့မရတဲ့အရာတနည်းအားဖြင့်ကိုယ်ပိုင်ဥစ္စာပစ္စည်းစစ်စစ်ဂုဏ်လေးတွေနဲ့တွဲပြီးတော့မှတ်ရင်ပိုမကောင်းဘူးလားတိလကိုဘလို့မှတ်မလို့အိုသီးတရားကောင်းတဲ့အရာတရားတရားကစိတ်ထဲမှာမြေတမ်းရှိတဲ့အရာပညာကတော့တန်ဖိုးကြီးဆုံးယရနာပုံညာကတော့ဘယ်သူမှယူသွားလို့မရတဲ့အရာတတိသူတော်ကောင်းတရားကြီးလေးမျိုးကိုအပ္ပမာဒဆိုတဲ့တတိကိုအခြေခံမှသာနဲ့ရနိုင်တယ်ဆိုတာကိုလည်းပဲအခြေခံကြကြနားလည်ဖို့မလိုဘူးလားတတိနဲ့ကင်းပြီးတော့ဖြူစင်တဲ့သီလရှိဖို့ဆိုတာမဖြစ်နိုင်ဘူးဟုတ်လားတတိနဲ့ကင်းပြီးတော့တရားတရားထက်လာဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးတတိနဲ့ကင်းပြီးတော့အမှန်ကန်သိတဲ့ပညာကိုရနိုင်မလားတတိဆိုတဲ့အပ္ပမာဒမရှိဘူးဆိုလို့ရှိရင်ပုံညာဆိုတဲ့ကောင်းမှုမျိုးစုံကိုဖြစ်ထွန်းမလားဖြစ်ထွန်းဖို့ဘာနဲ့ဆောင်ရွက်ကြအောင်တတိနဲ့ဆောင်ရွက်ရမှာနော်ဒါကြောင့်အပ္ပမဒေနတမ္ပါဒေထအပ္ပမာဒဆိုတဲ့တတိနဲ့သူတော်ကောင်းတရားတွေကိုပြည့်စုံအောင်လုပ်ရမယ်လို့ပြောတာဘာနဲ့လုပ်ရမလဲတတိနဲ့လုပ်ရမယ်နော်တို့သူအဓိပ္ပာယ်တွေကအရင်ကောင်းတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့တတိဆိုတဲ့အပ္ပမာဒတရားလက်ကင်ထားပြီးတော့အိုသီးတရားကောင်းတယ်ဆိုတဲ့ကိုချင်းတေလစိတ်ထဲမှာအမြဲတမ်းရှိနေတဲ့နယ်ဆိုတဲ့တရားတရားတန်ဖိုးကြီးဆုံးယတနာလို့ဆိုတဲ့ပညာဘယ်သူမှယူဆောင်သွားလို့မရတဲ့ကိုယ်ပိုင်ဥစ္စာပစ္စည်းစစ်စစ်လို့ဆိုတဲ့ပုံညာကောင်းမှုဟုတ်လားဒါတွေကိုပိုင်းဆိုင်အောင်ကြိုးစားပြီးတော့နောက်ဆုံးမဲ့ညံဘုညံမျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ညပေးတဲ့ပေါင်းသူတော်ကောင်းတို့ကြိုးပမ်းအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညံဘုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုမရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း